မိုးဖွဲဖွဲလေးတွေကြာနေတဲ့တနေ့မှာဗီရင်ပေါက်ကပရင်ပိုင်းမှာထူးဆန်းတဲ့ဧည့်သည်လေးတစ်ကောင်ရောက်လာခဲ့ပါတယ်။သူကညစ်ပတ်ပြီးနေတဲ့လမ်းဖေးကြောင်လေးတစ်ကောင်ပါ။အိမ်ထဲကတန်ရှင်းလှပတဲ့ကြောင်လေးနဲ့ရှင်ကြည့်လိုက်ရင်အပြင်ကကြောင်လေးရဲ့အခြေအနေဟာတကယ်ကိုတနာစရာကောင်းလာပါတယ်။ကြောင်လက်နေတဲ့မျက်မှုတွေစုပ်ပြက်နေတဲ့အမွေးမင်တွေနဲ့ဒီကြောင်လေးဟာလူတစ်ယောက်အနားတိုးလာတာနဲ့လန့်ဖြတ်ပြီးထွက်ပြေးသွားခဲ့ပါတယ်။သူကခြံဝင်းထဲကချုံပုံလေးတွေကြားမှာပုံကောင်းနေပြီးအပြင်ကိုထွာမလာရဲလောက်အောင်ကြောက်ရွံ့နေခဲ့ပါတယ်။ဒါအောင်မြင်ရတဲ့အင်ရှင်ဟာစိတ်မကောင်းဖြစ်ပြီးဗီရင်ပေါက်အပြင်ဖက်မှာအစာနဲ့ရေကိုအမြဲချပေးထားခဲ့ပါတယ်။ဒီလိုနဲ့ညဘက်မှာတော့ကြောင်လေးဟာအစာလာစားဖို့တတိမွေးပြီးပြင်ရောက်လာခဲ့ပါတယ်။ဒီကြောင်လေးကိုဒီတိုင်းလှမထားသေးမှုလို့ဆုံးဖြတ်ပြီးအင်ရှင်ကသူ့ကိုမွေးစားဖို့ဆုံးဖြတ်လိုက်ပါတယ်။ပထမဆုံးအနေနဲ့သူ့ရဲ့ကိုယ်ပေါ်ကညစ်ပတ်နေရွှွနေအညစ်အကြေးတွေကိုရေနွေးနွေးလေးနဲ့တိုက်ချောတန့်ဆင်းပေးခဲ့ပါတယ်။ရေချိုးပြီးတဲ့အခါမှာတော့တကယ်ကိုအန်အောစရာကောင်းတဲ့ရလက်ကိုတွေးလိုက်ရပါတယ်။ညစ်ပတ်နေတဲ့အပေါ်ရန်အလွှာတွေအောက်မှာအရန်ကိုချစ်စရာကောင်းတဲ့နိုးညစ်ရောင်တဲ့အငဲအောင်ဆက်ကြားခေါင်းကက်လေးတစ်ကောင်ဖြစ်နေရပါ။အစာပိုင်းမှာတော့သူဟာလူတွေကိုမယုံကြည်သေးပဲဆိုဖာကြားထဲမှာပုံအောင်နေတုံးပါပဲ။ဒါပေမဲ့မြေတာနဲ့ကျင်းနာမှုဟာအရာရာကိုပြောင်းလဲနေပါတယ်။အင်ရှင်ရဲ့နှွေးထွေးတဲ့ပွေဖက်မှုဂယုဆိုင်မှုတွေကြောင့်ကြောင်လေးဟာတခီးပြင်းနဲ့ရင်ပလာပြီးယုံကြည်မှုတွေပြန်ရလာခဲ့ပါတယ်။အခုဆိုရင်တော့ဒီကြောင်လေးဟာအင်းရဲ့အချစ်တော်အဖွဲ့ဝင်တစ်ယောက်ဖြစ်နေပါပြီ။သူဟာအယံကိုအစိုးတန်ပြီးဆက်ဆုတက်တဲ့ကြောင်လေးပါ။အိမ်ထဲမှာရှိတဲ့ပစ္စည်းတွေစပစ်တီးလေးတွေကိုကစားစရာအဖြစ်မှတ်ယူပြီးပျော်ပျော်ပါးပါးဆော့ကစားတတ်နေပါပြီ။သူနဲ့အချစ်ဆုံးတငယ်ချင်းကတော့အင်ကဟမ်စတာလေးဖြစ်ပါတယ်။သူတို့နှစ်ကောင်အတူတူဆော့ကစားနေတာကိုကြည့်ရတာတကယ်ကိုကြည်နူးစရာပါ။ခရစ်စမတ်ကာလာရောက်တဲ့အခါမှာတော့သူဟာအိမ်ရဲ့အရေးပါတဲ့အစီအပိုင်းတစ်ခုဖြစ်လို့နေပါပြီ။လမ်းဘေးမှာဆွန့်ပစ်ခံထားရတဲ့ကြောင်လေးတစ်ကောင်ကနေအခုလိုနှွေးထွေးတဲ့မိသားစုတစ်ခုရဲ့အဖွဲ့ဝင်ဖြစ်လာခဲ့တာပါ။ဒီအဖြစ်ပြက်လေးကနေကျွန်တော်တို့ကိုပြီးတဲ့သင်ခန်းစာကတော့အပေါ်ရန်ရက်စင်းတရံကိုကြည့်ပြီးဘယ်အရာကိုမှမဆုံးဖြတ်ဖို့ပါပဲ။အဆိုအပြက်ညစ်ပတ်နေတဲ့အရာတစ်ခုရဲ့အတွင်းထဲမှာတန်ဖိုးဖျက်မနိုင်တဲ့အလားတရားတွေရှိတတ်ပါတယ်။တတဝါလေးတွေပေါ်ထားရှိတဲ့မိသားတရားနဲ့ဂရုစိုက်မှုဟာသူတို့ရဲ့ဘဝကိုတင်မကပဲကျွန်တော်တို့ရဲ့ဘဝကိုပါပုံမပြည့်စုံစေပြီးပျော်ရွှင်မှုတွေကိုဆောင်ကျဉ်ပေးနိုင်ပါတယ်။ကျင်းနာမှုဆိုတာကမ္မလောကကြီးကိုအလားပါဆုံးပြောင်းလဲပေးနိုင်တဲ့စွမ်းအားတစ်ခုပဲဖြစ်ပါတယ်